ရတယ်အားလုံးမိတ်ဆွေနေ့တိုင်းပဲသတိရတယ်လေကျုပ်တို့မျိုးမှာအသင်းသားများတွေတောင်ရိုးတန်းစကိုင်းဘက်မှာနေကြမ်းမာကြရဲ့လားလို့မျိုးမမုံတွေရွှေမတို့မေးလိုက်တန်တွေဟောကြမ်းမာကြပါရဲ့လို့ကျွန်တော်တို့မျိုးမမောင်တွေရွှေမတို့မေးပြောလိုက်ပါလေစကိုင်းမှာပဲစိတ်ကဆွဲနှပ်ပြေအခါတလေတော့မျောမှန်းလွှမ်းမဲ့တွေ့ဝေးပြန်ကျင်စောတွေရောက်ချင်စောနဲ့စိတ်စောလို့လာနေအခါတော့ရောက်ချိန်နီးလို့လာပဲတော်တော်မမနမတို့